ခံစားချက်တွေဟာဧည့်သည်ပါလို့မသိဟုတ်လားခံစားချက်တွေဟာဧည့်သည်ပါလို့သိရင်ဒီခံစားချက်တွေရဲ့အပေါ်မှာဆွဲလန်းစရာအကြောင်းရှိကိုမရှိအစွဲကြီးတယ်ဆိုတာဝေဒနာတွေကိုမြဲတယ်လို့ထင်လို့အစွဲကြီးတာဒုက္ခကိုအကြီးကြီးလို့ထင်တယ်ဘောဓိမြိုင်ဆရာကြီးကပြောတယ်ဗျသိကောင်းတဲ့စကားလေးတစ်ခုမှတ်ကြည့်စမ်းပါဦးဝေဒနာကချဲ့တယ်သင်ညာကလှဲ့တယ်ထပ်ပြောမယ်နော်ဝေဒနာကချဲ့တယ်သင်ညာကလှဲ့တယ်ခံစားချက်တွေဟာအင်မတန်ပုံကြီးချဲ့တယ်တဲ့ကောင်းတယ်ဆိုရင်လည်းအကြီးကြီးလို့ထင်တာမကောင်းဘူးဆိုရင်လည်းအကြီးကြီးလို့ထင်တာအကြီးကြီးလို့ထင်တော့ကောင်းရင်သိပ်ပြီးတော့ရခြင်းနဲ့အငမ်းမရအိန္ဒိယပြက်ပြီးတော့ရခြင်းမကောင်းဘူးလို့ထင်မြန်ရင်လည်းငိုလောက်အောင်ယိုလောက်အောင်အဲ့ဒါကြီးကိုကွဲကွာသွားခြင်းနဲ့မြန်မြန်ပျောက်သွားခြင်းနဲ့ဒါကြောင့်ခံစားချက်တွေဟာပုံကြီးချဲ့တယ်တကယ်တမ်းကတော့တက်လိုက်ရှင်းလိုက်အခိုက်အတန့်လေးတွေကောင်းတဲ့ဝေဒနာလေးတွေလည်းခဏလေးပဲမကောင်းတဲ့ဝေဒနာလေးလည်းခဏလေးပဲဒါပေမဲ့အဲ့ဒီခဏလေးတွေကဆက်ဖြစ်နေတော့အကြီးကြီးလို့ထင်တယ်တကယ်တမ်းကတော့အသေးလေးတွေပေါင်းထားတာအဲ့ဒီအသေးလေးတွေပေါင်းထားတာကိုခွဲစိတ်ပြီးတော့မကြည့်တတ်တော့အကြီးကြီးထင်ပြီးတော့ကောင်းတယ်ထင်တော့လည်းပဲတကယ်ကိုအိန္ဒိမရမကောင်းဘူးလို့ထင်မြန်တော့လည်းပဲတကယ်ကိုအိန္ဒိမရအေးဝေဒနာကချဲ့တယ်သင်ညာကလှဲ့တယ်သင်ညာဆိုတာကအမြဲတမ်းလှည့်စားတာမကောင်းတာကိုကောင်းတယ်လို့သူပဲလုပ်နေတာဟုတ်လားဆင်းရဲတာကိုချမ်းသာတယ်လို့သူပဲလုပ်နေတာဟုတ်လားဒါကြောင့်ဝေဒနာတရားတွေဟာခိတ္တခဏအခိုက်အတန့်သဘောတွေလို့သိဖို့မလိုဘူးလားလိုတယ်အဲ့တော့တခါကြီးဒီမိုင်းများအကြံမြင်နားလေဖို့ရမမြဲသောခန္ဓာကြီးကိုအကြောင်းပြုပြီးဖြစ်သောဝေဒနာသည်ဘယ်မှာလာပြီးတော့မြဲပါမလဲလို့ဒါလေးစဉ်းစားရဟုတ်လားအေးဒါကြောင့်ထိခိုက်မှုအကြောင်းကြောင့်ဖြစ်ပေါ်လာသောခံစားချက်တို့သည်ပျက်စီးသွားတယ်ပျောက်ကွယ်သွားတယ်လို့သိရတယ်နော်အဲ့ဒါလို့သိလို့ရှိရင်ဝေဒနာတွေရဲ့အပေါ်မှာဆွဲလန်းခြင်းနည်းတယ်ဝေဒနာရဲ့အပေါ်မှာဆွဲလန်းခြင်းနည်းရင်ဒုက္ခနည်းတော့တာပဲနော်ပိဿတို့လင်္ကာလေးတစ်ခုကြားဘူးကြလိမ့်မယ်နော်ချမ်းသာတစ်ခုမမောမှုကြောင့်ပူပူရွရွဖြစ်သည်မြတ်တို့ဒုက္ခပင်လေကျေထက်ကျေသည်ရွယ်တိုင်းမမြောက်နိုင်ပါတကားကြားဘူးလားလူတွေတတ္တဝါတွေဒုက္ခပင်လေကြီးထဲမှာဘာကြောင့်လဲနေကြသလဲမေးရင်ချမ်းသာတစ်ခုဆိုတဲ့ဒီဒုက္ခဝေဒနာလေးကိုမမောလို့ဒုက္ခဖြစ်ရတာဟုတ်လားချမ်းသာတစ်ခုမမောမှုကြောင့်ပူပူရွရွဖြစ်သည်မြတ်တို့ပူပူရွရွမြင်သည်မြတ်တို့ဒုက္ခပင်လေကျေထက်ကျေသည်ရွယ်တိုင်းမမြောက်နိုင်ပါတကားတဲ့ဟုတ်လား